ရုံးကန်ရင်ဒီဘဝခရီးမှာနေထိုင်ခဲ့မောပန်းလူပြီးအချိန်ချင်းဒီလောကကြီးတဲ့အိမ်မက်တို့ယုံကြည်စေငါမျောလင်းတဲ့ပန်းတိုင်းတနေ့တော့ရောက်မှာပဲအမောင်တွေကမင်းပြုံးနေပေမဲ့တနေရာမှာလင်းတစ်ခုပေးနိုင်နေအေးမြခြင်းနဲ့အရာရာလွန်ချုံမဲ့ရှင်တရား